င်္ဂလာပါမြန်မာနေပြည်တော်မှာပြန်လဲကြိုဆိုလိုက်ပါတယ်ဟုတ်ကဲ့ဒီခါမှာတော့မိတ်ဆွေတို့ Chrome browser မှာလုံခြုံရေးအဆင့်မြင့်တင်လေးကိုမြောက်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဒီ Chrome browser ကိုအသုံးပြုနေဆိုလို့ရှိရင်ဒီလုံခြုံရေးအဆင့်မြင့်တင်မှုကိုမဖြစ်မနေလုပ်ထားသင့်ပါတယ်ခင်ဗျဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်လည်းတူလိုက်ပြီးတော့လေ့လာကြမယ် Chrome browser ကိုဝင်လိုက်မယ်နော်ကျွန်တော်ရဲ့ channel ကိုလည်းလိုက်ရရှင်နဲ့စကားပါလေးဖက်နဲ့အတူတူရှင်လိုက်ရရှင်နဲ့စကားပါလေးနှိပ်တော်ပြီးတော့ကြာပါအောင်နော်โอเคကျွန်တော်တို့ဒီမှာ Chrome browser ကိုဝင်ပြီးတဲ့ခါကျရှင်အပေါ်ဆုံးမှာ73ဆက်ကိုနှိပ်လိုက်မယ်ပြီးတဲ့ခါကျရှင်ကျွန်တော်ဒီ setting ကိုဝင်ရမှာဖြစ်တယ်နော် setting ဝင်ပြီးတဲ့ခါကျရှင်ကျွန်တော်ဒီမှာအပေါ်ဆုံး setting ပြီးတော့ private and security ဆိုတာရှိတယ်အဲ့ဒီမှာကျွန်တော်တို့ချက်နှိပ်လိုက်မယ်နော်ဒီကောင်လေးနော်ကိုဒီမှာကျွန်တော်တို့အပေါ်နဲ့ဆွတ်တင်ပြီးတော့ set and do not try request ဆိုတဲ့နေရာလေးကိုကျွန်တော်တို့ချက်နှိပ်ဝင်မယ်နော်โอเคဒီမှာတင်ရမှာမိတ်ဆွေရဲ့ဖုန်းမှာဖွင့်ထားတယ်ဆိုလို့ရှိရင်ဒီကောင်လေးကိုပိတ်ထားပေးမှာဖြစ်ပါတယ်ဘာဖြစ်လို့ပိတ်ထားရလဲဆိုတော့ဒါလေးကိုပိတ်ထားခြင်းရတော့ကျွန်တော်တို့ browser ကိုကျွန်တော်တို့ကအသုံးပြုတဲ့အခါမှာဝင်ကြည့်လိုက်တဲ့အချိန်မှာရှေ့အခန်းတောင်းဆိုခြင်းများတုံ့ပြန်ခြင်းရှိလားမရှိလားဆိုတာကိုကျွန်တော်တို့မသိပါဘူးเนาะဘာဖြစ်လို့လဲဆိုတော့သူတို့ကဒီကျွန်တော်တို့ရှေ့အခန်းနေတဲ့ website တွေကနေပြီးတော့သူတို့ကစောင့်ကြည့်နေမှာဖြစ်တယ်ဥပမာဆိုလို့ရှိရင်ကျွန်တော်တို့ website ချုပ်ကကျွန်တော်တို့ဝင်ရောက်လိုက်တယ်ဝင်ရောက်လိုက်ပြီးတော့ကြည့်ရှုတယ်ဒီ website မှာကျွန်တော်ကြည့်ရှုလိုက်တယ်ဒါပေမဲ့ကျွန်တော်တို့ကဒီကောင်ဖွင့်ထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ website ကိုထွက်ပြီးတော့ဘယ် website ကိုတောက်ဝင်လဲသူတို့က share ခိုင်းမှာဖြစ်တယ်တကယ်လို့ဖွင့်ထားတယ်ဆိုလို့ရှိရင်အဲ့ဒီမှာကျွန်တော်တို့ဝင်လာတဲ့ website တိုင်းမှာသူက share ခိုင်းပြီးတော့သူတို့ရှိရဒီ website ကပို့တဲ့ကြော်ညာလေးကိုပြပေးမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့က website ကိုအသုံးပြုရတာဒီစိတ်အာရုံနောက်တယ်ပေါ့အဲ့ဒါကြောင့်ပဲကျွန်တော်တို့ဒီကောင်လေးကိုပိတ်ထားပေးရမယ်မဖြစ်မနေမိတ်ဆွေရဲ့ပုံမှာဖွင့်ထားရဆိုရှင်ပိတ်ထားပေးပါโอเคနောက်တစ်ဆင့်သွားရအောင်เนาะโอเคနောက်ပြီးတော့ကျွန်တော်နောက်ပြန်ဆုပ်လိုက်မယ်ပတ်ဆုပ်လိုက်မယ်ပတ်ဆုပ်လိုက်ပြီးဒုတိယတစ်ချက်ကျတော့ကျွန်တော်ဒီ C browser ကိုဝင်ရမှာဖြစ်ပါတယ်เนาะဒီမှာ C browser ကိုချလိုက်မယ်โอเคဒီမှာ C browser တွေ့ပြီ C browser ကိုဝင်ပြီးတော့ကျွန်တော်ဒီကြောက်ဝင်လိုက်မယ်ဒီမှာဆိုချင်တော့ကျွန်တော်တွေကပေါ်ဆုံးမှာ enhance resolution ဆိုတဲ့နေရာကိုကျွန်တော်ဒီရေးထားပေးမှာဖြစ်ပါတယ်เนาะဒါလေးကိုကျွန်တော်ရေးထားခြင်းအပြင် Google ကိုကျွန်တော်တို့ Google တို့ကျွန်တော်ဝင်လိုက်လို့ရှိရင် browser data များပြပို့ခြင်းအပေါ် share ခံပြီးအတည်ရှိသော website များကိုကျွန်တော်တို့ကဝင်ပြီးတဲ့အခါမှာ essential တိုးချဲ့မှုများကိုအချိန်နဲ့တပြေးညီ AI power ကာကွယ်မှုပေးထားမှာဖြစ်ပါတယ်เนาะဟုတ်ကဲ့ဒါလေးကတော့ကျွန်တော်တို့ကမဖြစ်မနေရွေးထားတင်ပါတယ်ခင်ဗျာเนาะโอเคဒါဆိုရင်ကျွန်တော်တို့ဒီကောင်လေးကိုပုံမှန်ရွေးထားပြီเนาะနောက်တစ်ခုကကျတော့ကျွန်တော်ဒီနံပါတ်3ကျတော့ကျွန်တော်ဒီမှာ always use secure เนาะဒီမှာဒီကောင်လေးတော့ကျွန်တော်ယူရအောင်เนาะ always use secure ဒီကောင်လေးကိုယူထားလို့ဆိုကျွန်တော်ဒီကောင်လေးမှာကျွန်တော်ရဖွင့်ထားပေးရမှာဖြစ်တယ်เนาะဒါဖြစ်လို့ဖွင့်ထားရလဲဆိုတော့ကျွန်တော်တို့သုံးပြုနေတဲ့ website တွေအများပြည်သူသုံးပြုနေတဲ့ website တွေကကျွန်တော်လုံခြုံမှုရှိမရှိသူကပြောလာတဲ့အခါဆိုလို့ရှိရင်ကျွန်တော်တွေကဒီ website ကနေပြီးတော့ auto ကျွန်တော်တို့ကိုဒီ website ကကျွန်တော်လုံခြုံမှုမရှိဘူးဆိုလို့ရှိရင် auto ကျွန်တော်တို့ကိုဒီ notification ပြီးမှပို့မှာဖြစ်တယ်เนาะအဲ့ဒါကြောင့်ကျွန်တော်တွေကဒီကောင်လေးကိုဖွင့်ထားပေးသင့်ပါတယ်เนาะမိတ်ဆွေက browser မှာအသုံးပြုနေဆိုရင်ဒီ Chrome browser အသုံးပြုရဆိုရင်ဒီကောင်လေးကိုဖြုတ်ပြီးဖွင့်ထားပေးပါဟုတ်ကဲ့နံပါတ်4ရှယ်ကြတော့ကျွန်တော်နောက်ဆုံးချက်เนาะနောက်ဆုံးချက်ကြကျွန်တော်ဒီနောက်ကိုပြန်ဆုပ်တယ်မယ်ပြန်ဆုပ်ပြီးမှနော်ဒီမှာ setting မှာပဲเนาะ setting ထဲမှာပဲကျွန်တော်ရေပုံဆွတ်တင်မယ်ဆွတ်တင်ပြီးတော့ဒီမှာ site setting ဆိုတာရှိတယ်เนาะကျွန်တော် site setting ကိုချက်ဝင်လိုက်မယ်ဒီမှာဆိုရင်ကျွန်တော်အပေါ်ဆုံးမှာ all site ဆိုတာနေရာလေးရှိတယ်ဒီလိုနှိပ်ပါ
ခဲဒီမှာတော့ကျွန်တော်တို့ဝင်လာတဲ့ browser တွေဒီ website တွေအများကြီးပဲပေါ့နော်ဒါတွေကိုကျွန်တော်တို့ဖြတ်ထုတ်ပြီးရမှာဖြစ်တယ်နော်ဒီကောင်လေးကိုဖြတ်ထုတ်လိုက်ပြီဆိုလို့ရှိရင်တော့မိတ်ဆွေတို့ကဒီ browser Chrome browser ဝင်သုံးတဲ့အခါမှာလုံခြုံနဲ့ဝင်သုံးနိုင်မှာဖြစ်ပါတယ်နော်โอเคအဲ့ဒါဆိုကျွန်တော်တို့ဒီမှာပေါ်ဆုံးမှာဒီ all delete browsing data ဆိုတဲ့နေရာလေးကျွန်တော်ချက်နှိပ်လိုက်ပြီနော်โอเคအဲ့မှာဆိုရင်ကျွန်တော်တို့ဒီမှာအပေါ်ဆုံးမှာသုံးခွက်ကိုအမှတ်ချက်ပေးရတယ်ဒါလေးကျွန်တော်တို့ delete data ဆိုပြီးနှိပ်မယ်ကို delete နှိပ်မယ်နော်ဒါကကျွန်တော်တို့ဝင်လာတဲ့ website တွေကိုသူကပြပေးတာဖြစ်တယ်နော်โอเคနောက်ဆုံးဒီမှာ delete browsing data ဆိုတဲ့အောင်ချက်နှိပ်မယ်ပြီးရခါချင်း delete data ကိုနှိပ်မယ်ပြီး delete ကိုနှိပ်မယ်โอเคနောက်ထပ်ကျွန်တော်တို့ဒါကိုကုန်အောင်ဖြတ်ထုတ်ပေးရမှာဖြစ်တယ်နော်โอเค delete browsing data ကိုနှိပ်မယ်ပြီးတဲ့ခါကျဒီမှာ red hour ဆိုတဲ့နေရာကိုချက်ရွေးလိုက်မယ်နော်ဒီမှာဒီကောင်လေးကိုနော်ရွေးတဲ့ခါကျကျွန်တော်တို့က all time ဆိုတဲ့နေရာကိုရွေးလိုက်မယ်နော် all time ဆိုတဲ့နေရာရွေးပြီးတော့ကျွန်တော်တို့ဒီမှာအကုန်လုံးမှတ်ချက်ပေးလိုက်မယ်ပြီးတဲ့ခါကျကျွန်တော် delete data ပေါ့နော်ပြီးရင်ဒီမှာ delete နေပြီနော်ခဏလေးဆောက်ပြီးအောင်ဖြစ်ပါတယ်နော်โอเคဒီမှာဆိုကျွန်တော်တို့3ခုပဲကျွန်တော်တို့အကောင်လေးကိုကျွန်တော်တက်ဖြတ်မှာအကုန်ဖြတ်မှာနော် data နှိပ်မယ်ပြီးတော့ကျွန်တော်တို့ delete data နော်โอเคဒါဆိုရင်ကုန်သွားပြီနော်ကျွန်တော်ပြောပြခဲ့တဲ့အချက်တွေအားလုံးကိုမိတ်ဆွေကတစ်ဆင့်ချင်းလည်းလုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒါမိတ်ဆွေကဒီ Chrome browser ကိုလုံခြုံမှုရှိနဲ့အသုံးပြီးတော့ဆက်ပြီးတော့အသုံးပြုလို့ရပါပြီเนาะကျွန်တော်မျှဝေပေးချင်တာတော့ဒီလောက်ပါပဲเนาะမိတ်ဆွေက Chrome browser ကိုမဖြစ်မနေအသုံးပြုနေဆိုလို့ရှိရင်ဒီနည်းလမ်းလေးတွေကိုလိုက်ပြီးတော့လုပ်ထားသင့်ပါတယ်ခင်ဗျဟုတ်ကဲ့အားလုံးပဲအဆင်ပြေကြပါစေနောက်တဲ့ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်ကျွန်တော်ရဲ့ channel ကိုလည်း like and share နဲ့ subscribe လေးမနှိပ်ရသေးဘူးလို့ရှင် like and share နဲ့ subscribe လေးနှိပ်တော့ပေးကြပါလို့တောင်းဆိုပါတယ်မင်္ဂလာပါ thank you